အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့လေးမှာတော့အပြောင်းလေးတစ်ခုအနေနဲ့ဘန်ကပုံမြင်လေးပြပြသွားမှာဖြစ်ပါတယ်ပုံမြင်လေးတွေထဲကနေလဲသင်ခန်းစာတွေသင်ယူရရှိစရာတွေအများကြီးရှိပါတယ်အဲ့အတွက်ကြောင့်မလို့စုံတဲ့အထိနားထောင်ပေးပါဦးနော်ပုံမြင်လေးရဲ့ခေါင်းစဉ်ကတော့သင်လို့ရကသင်ဘွားပါပဲအခါတုန်းကတောနယ်ကြီးတစ်ခုအတွင်းမှာအလွန်ကြီးမားတဲ့တစ်ပင်ကြီးတစ်ပင်ရှိတဲ့အဲ့ဒီတစ်ပင်ကြီးပေါ်မှာကြီးကန်းလေးတစ်ကောင်နေထိုင်တဲ့ကွယ်အဲ့ဒီကြီးကန်းလေးကအခြားကြီးကန်းတွေနဲ့မတူပဲစိတ်ကောင်းရှိတယ်။ဒီနေ့တော့ကြီးကန်းလေးကဆာရှာချွေရင်းနဲ့တောတွင်တနေရာမှာနေမကောင်းဖြစ်ပြီးအစာအာဟာရပြတ်လတ်နေပုံပေါ်တဲ့မြေခွေးလေးတစ်ကောင်ကိုတွေ့ပါလေရော။အဲ့ဒါနဲ့မြေခွေးကအစာမစားတာကြာပြီဖြစ်တဲ့အတွက်ကြောင့်မလို့အင်အားချိနေပြီးခြေလန်းတလန်းတော့လမ်းဖို့အနိုင်ဖြစ်နေတာပေါ့ကွယ်လမ်းကလည်းကောင်းကောင်းမရှောင်နိုင်တော့အစာရှာဖို့ဘလို့မှမဖြစ်နိုင်တော့ဘူးကြီးကန်းလေးကမြေခွေးကိုကြည့်ပြီးတနာသွားတာပေါ့အဲ့ဒါနဲ့မြေခွေးရဲ့နားမှာနားလိုက်တယ်အဆွေမြေခွေးတင်းကိုမြင်ရတာစိတ်မကောင်းပါဘူးတင်းနေမကောင်းဖြစ်နေရလားဟုတ်ပါတယ်ကျွန်တော်ဘာမှမစားရသေးလို့အင်အားချင်းနေနေတာပါကျွန်တော်ဒီအချိန်မှာစားကြရရင်တိတ်ကောင်းမှာပဲလို့မြေခွေးကပြောလိုက်တယ်ဒီတော့ဘာမှစိတ်မပူပါနဲ့ငါစားရှာပြီးမင်းကိုကြွေးပါမယ်ဆိုပြီးကြီးကန်းလေးကအစာသွားရှာတာပေါ့ကွယ်ကြီးကန်းကတဲတောင်ပေါ်မှာတိမ်နေတဲ့ငါးလေးတစ်ကောင်ကိုကျွေးတော့ခိုက်ချီလာတဲ့ပြီးတော့မြေခွေးကိုချကြွေးတာပေါ့ကွယ်အဆွေမြေခွေးစားကောက်ရဲ့လားရပောင်းများစွာဆောင်းစားရသေးတော့မင်းရှာကြွေးတဲ့ငါကစားတော့မပြေပါဘူးကွာနောက်ထပ်စားလေးများရရင်သိတ်ကောင်းပါပဲလို့မြေခွေးကထပ်ပြန်ပြောတော့ကြီးကန်းလေးကစားဖို့နောက်တစ်ခေါက်ထပ်သွားရှာရပေါ့ကွယ်အဲ့ဒီလိုနဲ့အစာလိုက်ရှာရင်တင်နေတဲ့ကြက်ကြီးတစ်ကောင်ကိုမနိုင်မနှင်းချီလာပြီးမြေချွေးကိုချကျွေးပါတယ်မြေခွေးကကြီးကန်းလေးရှာဖွေကျွေးတဲ့အသေးကောင်တွေကိုစားပြီးအင်အားနဲ့ငယ်ပြစ်လာတာပေါ့ကွယ်ကြီးကန်းလေးကနေတိုင်းဆိုသလိုမြေခွေးကိုအစာတွေရှာဖွေကျွေးမိတာပေါ့ကွယ်အဲ့ဒီလိုနဲ့ကြီးကန်းလေးရှာဖွေကျွေးတဲ့စားတွေကိုစားပြီးအင်အားပြည့်လာတဲ့မြေခွေးကတော့သူ့ရဲ့မူလာရုံမာရေးစိတ်ကပေါ်လာပါတော့တယ်ကွယ်နေတိုင်းတေကောင်တွေကြီးပဲစားနေရတာအခုနေများကြီးကန်းတော့လက်လက်ဆက်ဆက်ကိုစားလိုက်ရရင်အင်အားတွေပူပြေးဝလာမှအမှန်ပဲကွာလို့မယိုးသားရဲ့စိတ်တွေပေါ်လာပြီးတော့မိတ်ဆွေကြီးမနေ့ကတင်ရှာကျွေးတဲ့ငါ့ကိုစားပြီးလေချောင်းထဲမှာငါရုပ်စွနေလို့ကွာမင်းရဲ့နှုတ်ခမ်းနဲ့ဖယ်ရှားပေးပါလားလို့ကောက်ချစ်တဲ့ကြံနဲ့လက်ပြားပြောဆိုပါရောချီကန်းလေးကလည်းတနာတက်တဲ့သူဆိုတော့တော်လေးနာနေရှာမှာပဲလို့တွေးပြီးတော့ဒီခွေးနာကိုတိုးကပ်ပြီးတော့မဆက်ကိုဟာခိုင်းသေးတယ်လေချောင်းထဲမှာဘာမှရှာမတွေ့တော့မှချီကန်းလေးကဒီခွေးရဲ့မယူသားတဲ့အကြံကိုရင်းမိသွားခဲ့တော့တယ်အဲ့ဒီချိန်မှာမှအကြံသမားမြေခွေးကချီကန်းလေးရဲ့လဲပင်ကိုလှမ်းဟိုက်လိုက်တဲ့မြေခွေးရဲ့လှောက်ရှားမှုကိုတိသွားတဲ့ချီကန်းလေးကတော့ဖြတ်ခနဲရှောင်ပြီးထပြန်လိုက်တယ်ဟဲ့မြေခွေးတင်ဟာဒီတက်ဘယ်တော့မှစာဝတ်မှာမဟုတ်ဘူးကျေးဇူးမတိတ်တဲ့ပဲကျေးဇူးရှင်ကိုပြစ်မားရည်သူပဲတင်ဒုက္ခရောက်နေတာနားကြမလို့တော့ဘူးတင်ထိုင်နေတင့်ကံပဲလို့ကြီးကန်းလေးကပြောပြီးပြန်သွားပါတော့တယ်ကွယ်ဒီလိုနဲ့ကြီးကန်းလေးကပြန်တန်းလာရင်တော်ရင်တနေရာရောက်တော့လဲနေတဲ့လူတယောက်ကိုထပ်တွေ့ပြန်နေတော်ထဲမှာမျက်စိလဲလမ်းမရင်အစာမစားရလို့လဲနေမှသိလိုက်တယ်ကြီးကန်းလေးကလည်းလဲနေတဲ့သူကိုကြည့်ပြီးတော့တနာမိသွားပြန်နေကွယ်သူကိုအန်တီမပြုတ်နိုင်ဘူးလို့လဲယုံကြည်မိလို့အဲ့ဒီလူရဲ့ပခုံးပေါ်မှာနားလိုက်ပါတယ်တိတ်မကြပါဘူးအဲ့ဒီလူကလူလွန်ကထားထိုင်လိုက်တယ်အဲ့ဒီနောက်ကြီးကန်းကတော့တိတိတွေရှာဖွေပြီးအဲ့ဒီလူကိုပြီးပြန်ပါတယ်အဲ့ဒီလူစိမ်းကလည်းအစားတွေစားရလို့ပြန်ပြီးအားရည်နေပြေးသွားလာပါတယ်ဒီနေ့မှာတော့ကြီးကန်းလေးကစားရှာရင်တော်ထဲမှာသားရလန်တွေနဲ့လူအုပ်စုကိုတွေ့လိုက်တယ်အဲ့ဒီချိန်မှာတစားစားနဲ့အော်ရင်လူစိမ်းရှိရောက်ကိုများခေါ်လာတာပေါ့ခွေအဲ့ဒီလိုနဲ့လမ်းပြောင်းနေတဲ့လူစိမ်းနဲ့လူအုပ်စုတို့တွေ့ဆုံသွားပါလေရော
ဒီကြီးကန်းလေးကမင်းသားကိုစာရွှေးနေတာပဲရင်ပါတယ်မင်းသားလေးရဲ့ကျေးဇူးရှင်ပဲလို့လူအုပ်စုကပြောလိုက်လေတဲ့ကြီးကန်းလေးကလည်းမင်းသားရဲ့ပခုံးပေါ်နားမှာနားလိုက်တဲ့အခါမင်းသားလေးကကြီးကန်းလေးကိုသူ့ရင်ဘတ်ထဲမှာဝေချထားလိုက်ပါတယ်ကြီးကန်းလေးကမင်းသားလေးနဲ့အတူတူရွှေနှန်းတော်ကြီးစုကိုလိုက်သွားပါလေတော့တယ်ကွယ်မင်းသားလေးကတော့ကြီးကန်းလေးကိုသူ့ရဲ့ကျေးဇူးရှင်လို့သတ်မှတ်ပြီးတော့ဥယျာဉ်တော်ထဲမှာထားလိုက်တယ်ပြီးတော့နေ့တိုင်းအစားအစာတွေနဲ့ကျွေးမွေးဆောက်ရှောက်ထားတာပေါ့ကွယ်ကျေးဇူးကန်းတဲ့မြေခွေကတော့အစာမစားရလို့ရန်နှဲငယ်တွင်မှာပဲအာရင်ကုန်ခန်းပြီးတော့သိဆုံးသွားပါတော့တယ်ကဲပုံမြင်လေးကတော့ဒါပါပဲရှင်ဒီပုံမြင်လေးကကျေးဇူးတရားကိုဖော်ညွှန်းထားတဲ့ပုံမြင်လေးတစ်ပုဒ်ဖြစ်ပါတယ်လောကမှာကျေးဇူးတရားကိုနားလေသိတတ်တဲ့သူကဘယ်တော့အခါမှဒုက္ခမရောက်ပါဘူးကျေးဇူးတရားကိုနားမလည်တဲ့အပြင်ကျေးဇူးကမ်းတဲ့သူကတော့အခုဘဝမပြောနဲ့နောင်တန်တရားတွေထိပါကောင်းကျိုးခံစားရမှာမဟုတ်ပါဘူးရှင်